ဒီမှာမနေ့တုန်းကတင်ထားတဲ့နှုတ်ခဲဗီဒီယိုအောက်မှာပေါ့နော်ဒီနှုတ်ခဲကိုတရေစာမဟုတ်ဘဲနဲ့ဒီဟင်းနေနဲ့ချက်ပြပေးဖို့ပေါ့နော်တောင်းဆိုထားတဲ့လူတွေများတာမို့လို့ကျွန်မဒီဗီဒီယိုလေးနဲ့လာပြီးလုပ်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်နှုတ်ခဲချက်နည်းတွေကလည်းတည်တဲ့အတိုင်းပဲများစွာရှိပါတယ်တရားနဲ့တယောက်ကလည်းမတူညီကြပါဘူးဒါကတော့ကျွန်မအများအားရွေးချယ်နေကြထုံးစံအတိုင်းပေါ့နော်လုံးဝ healthy version ကိုရွေးချယ်ပြီးချက်ထားတာမို့လို့အများနဲ့တော့တူနိုင်မှာမဟုတ်ပါဘူးသူ့ကိုချက်ဖို့အတွက်အရင်ဆုံးကျက်သွန်ဖြူကျက်သွန်နီးချင်းရဲ့ဒီနနမိတ်အမြင့်ပေါ့နော်အဲ့ဒါတော့မထည့်ရင်လည်းရတယ်เนาะကျွန်မရှိနေလို့ထည့်တယ်ပေါ့နော်အဲ့ဒါလေးကိုကြိတ်စုံထည့်ပြီးကြိတ်လိုက်မယ်ပြီးရင်တော့ခင်းချင်ဒီလေးလုံးကိုကျွန်မအသုံးပြုထားပါတယ်ပြီးငရုတ်ပွားကလည်းအိမ်မှာရှိနေလို့သုံးတာပေါ့နော်အကယ်၍ငရုတ်ပွားမရှိဘူးဆိုကြော်လိုက်လို့ရပါတယ်အဲ့ဒါမဖြစ်မနေမဟုတ်ပါဘူးပြီးရင်တော့ဒဲဦးတဲကိုစီထည့်မယ်ပေါ့နော်ကျမတို့အုံးစီကိုပဲသုံးတာမဟုတ်အုံးစီကိုပဲထည့်ပါတယ်ဒီအုံးစီထဲနည်းနည်းပူလာပြီဆိုလို့ရှိရင်ကျမတို့မုံညင်းစီရဲ့ဇီရာစီရဲ့ကိုထည့်ပြီးမှစီရင်တက်ပေးပါမယ်မုံညင်းစီနဲ့ဇီရာစီလေးနည်းနည်းပေါက်ဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ကြိတ်ထားတဲ့ဂျင်းကျက်သွန်ဖြူကျက်သွန်နီးနလန်ပင်အမြင့်ကလေးကိုထည့်ပြီးမှစီတက်မယ်ပေါ့နော်ပြီးရင်တော့စနွင်းမုံရဲ့အယောင်တင်မုံရဲ့ထည့်ပါမယ်ဒီဟင်းကိုတော့ကျမတို့ကရခါလို့မော်တော်ပနီးလို့ခေါ်တယ်ပေါ့နော်ကျမတို့ဒီကရခါချက်နီးတိုင်းချက်ပြုတ်ထားပါတယ်ကျမတို့ဒီကျက်သွန်ဖြူနီကိုပေါ့နော်မီးအေးနဲ့စီတက်ထားတော့မှခုနကလီးပြီးမှကြိတ်ဆက်ထည့်ထားတဲ့ခင်းချင်ကြီးကိုသွားပြီးကြိတ်ပေးလိုက်ပါမယ်အကယ်၍မကြိတ်ပဲနဲ့ဒီတိုင်းပဲလီးပြီးမှဟိုခင်းချင်ကြီးကိုတဲဘက်မှာပဲနှူးရတဲ့အထိချက်မယ်ဆိုလို့ရှိရင်လည်းပိုကောင်းတယ်ပေါ့နော်အဲ့ဒီအနစ်ကဒါပေမဲ့ခုနကနီးနဲ့ပဲအနစ်ကိုချက်ဒီလိုကြိတ်ပြီးမှပဲချက်ခင်းချင်ကြီးကတိချချက်ဖို့လိုတာမလို့အရင်ဆုံးခင်းချင်ကြီးကိုတိချချက်အောင်ချက်ထားပြရမယ်ပေါ့နော်ရေလေးနည်းနည်းထည့်ပြီးမှဆိုတော့ခင်းချင်ကြီးချက်အောင်တော့ကျမကအဖုံးအုပ်ပြီးမှတည်ထားပေးလိုက်ပါမယ်ကျမရဲ့ special အဖုံးလေးနဲ့ပေါ့နော်ခင်းချင်ကြီးအနစ်ချက်ထားတော့ကျမတို့ငရုတ်ပွားကိုလီးမယ်ပေါ့နော်ငရုတ်ပွားတော့အဆင်ပြေလို့လေးလီးလိုက်ပါတယ်ကျမတော့တစ်လုံးလုံးအသုံးပြုလိုက်ပါတယ်ခြံထားရင်လည်းနောက်ရက်ဒီကျမသုံးဖြစ်မှာမဟုတ်ဘဲနဲ့ဒီတိုင်းပဲပြစ်လိုက်ရမှာမလို့ပေါ့နော်ကိုကြောင့်ကိုတီးနေလို့တခါတည်းအကုန်လုံးကိုထည့်ပြီးသုံးလိုက်ပါတယ်ပြီးရင်တော့လီထားငရုတ်ပွားတွေအားလုံးကိုပေါ့နော်ခုနခင်းချင်ဒီအနစ်ထဲတွားပြီးချက်လိုက်ပါမယ်ထည့်လိုက်မယ်ပေါ့နော်မဟုတ်ငရုတ်ပွားကဒီကျမတို့ဒီနှုတ်ခဲနဲ့ဒီပဲဘယ်လိုခေါ်မလဲအဲ့ဒီပဲအစိမ်းအောင်စတော်ပဲထင်တယ်နော်အဲ့ဒီစတော်ပဲထဲချက်ရတာကြာလို့ပေါ့နော်ကျမကတော့ဒီစတော်ပဲကိုခဲခန်းထဲမှာရှိတဲ့ဟာပဲအသုံးပြုထားပါတယ်တည်တဲ့အတိုင်းဒီမှာလတ်ဆက်ဆက်ကျမတို့မြချီနာလို့ရှာဖို့ဆိုအရင်ခက်ခဲပါတယ်ဒါကြောင့်သူ့ကိုတော့ကျမခဲခန်းထဲကဒီတိုင်းပဲမထည့်ချင်တာနဲ့အရင်ဆုံးရေစစ်လိုက်တယ်ပေါ့နော်ရေခဲလေးတွေပျောက်သွားအောင်ကိုကရေမစစ်ချင်ဘူးဆိုလည်းမိမိတဘောပေါ့နော်ပြီးရင်တော့ရေစစ်ထားတဲ့အဲဒီစတော်ပဲတွေကိုကျမတဲဦးထဲထည့်လိုက်ပါတယ်ဒီပဲနာမည်ကကျမခေါ်တာနာမည်မကောင်းမနိုင်တယ်ပေါ့နော်ပြီးရင်တော့သူ့ကိုကျမရေလေးထည့်ပြီးမှကျမရဲ့ special ဖုန်းလေးနဲ့ဖုန်းမှာပြန်ပြီးအုပ်ထားလိုက်ပါမယ်ရေလေးနည်းနည်းခန်းစားပြတဲ့အထိပေါ့နော်ကဲဒါကတော့သူ့ထဲကိုထည့်မယ် main ဟင်းပေါ့နော်နှုတ်ခဲပေါ့နော်ဒါကျမဒီနေ့အစ်စ်ထပ်လုပ်ထားတဲ့နှုတ်ခဲသူ့ကိုတော့နိုင်ဝက်လောက်ပဲထားလိုက်တာမလို့အရင်ကြီးမမာပါဘူးအဲ့လိုလေးလီးဖြတ်မယ်ပေါ့နော်ဒီနှုတ်ခဲလုပ်တဲ့ဗီဒီယိုအောက်မှာလေကျမတို့လူအများကြီးလာပြောကြတယ်သူ့ကိုရည်စေးရတယ်ဆိုတာလေအဲ့ဒါရှာလကာကြီးဓမ္မမဟုတ်တမ်းများကြီးတွေအများကြီးထည့်မှာနော်ကျမလူမျိုးနည်းနည်းပဲထည့်ပြီးမှအချင်းနှုတ်ပြအောင်လုပ်တဲ့လူတွေကအရတာလုံးဝမပြောင်းပါဘူးသူကစိတ်လေးပါပဲနော်ဒါကြောင့်မို့လို့ရေနဲ့စေးချစရာမလိုပါဘူးပြီးရင်တော့ကျမအဖုံးလေးဖွင့်ပြီးလီထားတဲ့နှုတ်ခဲလေးတွေကိုထည့်ဖို့အဆင်သင့်ဖြစ်ပါပြီအဲ့ဒီနှုတ်ခဲကကျမထပ်ကြော်ထားတာမဟုတ်တာမို့အရန်ပြော့လွယ်တော့ကျမနှုတ်ခဲမထည့်ခင်အရင်ဆုံးစပလာရင်ဆက်ပေးပါမယ်ကျမထည့်တာစားရယ်ဇီရာမုံရယ်ခရီပေါင်ဒါရယ်ဒီ၃မျိုးကိုပဲသုံးပါတယ်ပြီးတော့ငရုတ်ကောင်းခုနနေထည့်မယ်ပေါ့နော်ဒီမှာကျမပဲလေးလဲနူးမနူးဆိုတာလေးကိုလက်လေးနဲ့ဖြည့်ပြပေးမယ်နော်ဒီမှာဒီပဲကခဏဆိုကြက်ပါပြီပြီးရင်တော့ကျမရဲ့နှုတ်ခဲလေးတွေကိုထည့်လို့ရပါပြီဒီနှုတ်ခဲကိုတော့ပုံမှန်ချက်နေတယ်မှာဆိုသူတို့ကကြော်တယ်ပေါ့နော်စီနဲ့ကျမကအရင်တော့ကြော်ပြီးမှချက်ဘူးတယ်အရမ်းမှားပါတယ်ကျမမကြိုက်ပါဘူးဒီလိုမျိုးပျော့လေးကိုပဲဟိုဖောက်နဲ့စားလိုက်အဲ့လိုအရတာလေးကိုကျမကြိုက်တာမို့လို့အဲ့လို texture လေးကိုကြိုက်တာမို့လို့ကျမထပ်ပြီးမကြော်ပါဘူးကိုကြိုက်ရင်ပြန်ပြီးကြော်လို့ရပါတယ်ကျမကအရတာမြည်ကြည့်တော့အကုန်လုံးပေါ့နေရမို့လို့စားရောဒီ
ဇီရာမုံခရီပေါင်ဒါငရုတ်ကောင်းမုံအကုန်လုံးထည့်ပါတယ်ဒီ top up ကတော့ကျမကအရန်ကြိုက်လို့ထည့်တာပေါ့နော် top up နဲ့တင်းတင်းနဲ့ကိုမကြိုက်ရင်ထည့်ဖို့မလိုပါဘူးပြီးရင်လေကျမဗီဒီယိုစမှာပြောခဲ့တယ်နော်ဒီချက်နီးကမျိုးမျိုးရှိတယ်ဆိုတာကဒါကကျမခရမ်းချင်နီးကိုပဲအနည်းယူပြီးချက်ထားတဲ့နီးပေါ့နော်လုံးဝရိုးရှင်းဆုံး healthy အဖြစ်ဆုံးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နှုတ်ချင်ထည့်ပြီးမှအနည်းလောက်တာတို့လို့ရှိရင် whipping cream sour cream ပေါ့နော်စရှိတဲ့ဖြင့်အဲ့ဒီ cream တွေအားလုံးကိုထည့်ပြီးအနည်းလောက်တာတွေကပို့ပြီးမှ creamy အရသာဘက်ကိုသွားပြီးအရန်ကိုအရသာရှိတယ်အရသာရှိတယ်ဆိုတော့အတိုင်းကျမရဲ့ရှုထောင့်ကကြည့်ရင်တော့အရန်ကြီး healthy ဖြစ်မနေတာမို့လို့ကျမကအဲ့ဒီ whipping cream တွေပါတယ်ထည့်ပြီးချက်တာကိုကျမမလုပ်ထားပါဘူးကိုကြိုက်ရင်ချက်လို့ရပါတယ်ဒါပေမဲ့နှုတ်ချင်တဲ့ထည့်ပြီးမှအနည်းလောက်တာတော့အရန်နဲ့ပို့ပြီး healthy ဖြစ်တဲ့ protein ပြည့်သွားတယ်ပေါ့နော်ဒါဆိုရင်တော့ကျမရဲ့ motor paneer လေးကချက်ပါပြီ